လူတွေဟာဘာဖြစ်လို့ဖရာရုပ်ဘွားတော်ရှိမှစိမိပန်းရေချမ်းနေနဲ့ပူဇော်ပြီးတော့ဆုတောင်းနေကြတာလေလို့ဆိုဓာတ်ကိုပဲတဲ့ဆင်လာကြီးကနေပြောင်းလဲလာတာဖြစ်တော့ကြောင့်အကျင့်ပါနေတာလည်းပါတယ်နော်အကျင့်ပါအဲ့ဒါကုသိုလ်မရဘူးတော့မဟုတ်ဘူးသို့တော့တကယ်အနှစ်သာရရှိတဲ့အလုပ်မဟုတ်တာတော့သိချတယ်ဒီတဲ့အနှစ်သာရရှိတဲ့အလုပ်ကဘာလဲလို့ဆိုမြတ်စွာဘုရားကဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်လို့ခေါ်တယ်လေမြတ်စွာဘုရားဟောတဲ့အဆုံးအမတွေကိုသိရှိနားလည်ပြီးတော့ဘုရားဆုံးမတဲ့အတိုင်းလိုက်နာကျင့်သုံးနေထိုင်ခြင်းဟာအဓိကကြတယ်အဲ့လိုလိုက်နာနေထိုင်နိုင်မှမြတ်စွာဘုရားဟောတဲ့အတိုင်းကောင်းကျိုးချမ်းသာတွေဆိုတာရမှာပဲဖြစ်တယ်ဘုရားဘာသာဝင်တွေလွယ်မနေတဲ့အတွေးတွေလည်းပြောင်းပြားစွာရှိနေတယ်အားဒီတော့ဆိုဒီဘုရားကဆူတော်ပြည့်တယ်ဟိုဘုရားကဆူတော်မပြည့်ဘူးဆူတော်ပြည့်ဘုရားဆိုတာဟိုသွားဆူတောင်းလိုက်ရင်ဆူတော်ပြည့်တယ်ဆိုအစွဲလန်းရှိတယ်ဥပမာတစ်ခုပြောပြမယ်နတ်ကိုဝယ်တဲ့လူတွေကလည်းနတ်ကြောင်လို့ဒီလိုထင်တယ်လူတွေရဲ့အထင်လွဲမှုတွေဟာရှိနေတယ်ဘလို့ထင်လွဲမှုတွေရှိနေတာဆိုတပင်တို့ယောဂဇောနတ်တွေပါတွေကိုယ်ပဲတဲ့လူတွေဟာတိုက်ဆိုင်မှုလေးတွေနဲ့ဖြစ်သွားတယ်သူတို့ကိုယ်ပဲပြီးဆူတောင်းလိုက်တဲ့အခါဥပမာပဲထီပေါက်ပြရစီပဲလှုပ်လှုပ်တာအောင်မြင်ပြရစီကောင်းတဲ့လူရောမကောင်းတဲ့လူရောသွားဆူတောင်းတယ်ဆူတောင်းတာနဲ့ရတာနဲ့သွားဆုံစည်းတတ်တယ်ဆုံလိုက်တဲ့အခါဒါကဆူတောင်းပြေတာပဲလူတွေအဲ့လိုထင်သွားတာတကယ်ကတော့ဘုရားဆူပေးတာလည်းမဟုတ်ဘူးအဲ့ဒီဆူတောင်းလို့ဆူတောင်းပြေတာလည်းမဟုတ်ဘူးတိုက်ဆိုင်မှုတတ်တတ်တာဖြစ်တယ်ပေါ့သို့တော့ဆူတောင်းပြေတာဘာကြောင့်လုံးလို့မေးမယ်ဆိုရင်လူတွေရဲ့တဏ္ဍာမှာရှိတဲ့ရှိလိုက်တဲ့အရေးချင်းတွေရှိမှဆူတောင်းပြေတာအဲ့ဒီဆူတောင်းပြေဖို့အရေးချင်း9ရက်လိုအပ်တယ်အရေးချင်း9ရက်ဆိုတာဘာလဲလို့ဆိုရင်တတ္တာယုံကြည်ချက်သီလကိုခြင်းတရားတုဒ္ဒအကြမ်းမြင်ဘ ਹੁ တုဒ္ဒစာကစွန့်လွတ်လူတန်းမှုပညာစဉ်းစားဉာဏ်လို့ဆိုဒီချင်း9ရက်ရှိမှသူကဆူတော်ပြေးတာဒီချင်း9ရက်ကိုအကြောင်းပြုပြီးတော့သူလိုချင်တာရတယ်လို့သူဆိုတယ်ဒါကြောင်းတိုက်ဆိုင်သွားရအဲ့တော့